အားလုံးပဲမင်္ဂလာပါဒီနေ့အတူတူလေးလာသွားမယ့်ဇာလံကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဆုလောက်တီအကြောင်းပြီးတော့မြတ်တမှုဆိုတာပါလဲနောက်ဆုံးမှာတော့တော်တော်လေးအံ့ဩစရာကောင်းတဲ့လက်ဆောင်တစ်ခုကြောင့်ပြောပြသွားမှာပါကဲဒီမိကွန်းလေးနဲ့ဆက်လိုက်ရအောင်ခေါင်းငယ်မုံကိုတွားဖို့ရေးကြီးဆုံးစီကန်းကဘာဖြစ်မလဲလူများစုကတော့စီကန်းတွေကိုအကုန်လိုက်နာရမယ်လူကောင်းလျောက်ဖြစ်ရမယ်အမားမလို့ရဘူးလို့ဖြေကြမယ်ထင်တယ်အခုပြောပြမယ့်ဇလိုင်းတွေကလူငယ်လေးကလည်းအဲ့ဒီလိုပဲထွေးခဲ့တာပေါ့ဇက်လက်ရဲ့ပထမပိုင်းမှာတော့အိုးကိုအရာအလုံးကိုအပြည့်အဝနားလဲပြီးလိုက်နာနေတဲ့လူတစ်ယောက်နဲ့စပြီးမိတ်ဆက်ပေးကြပါတယ်ကဲဒီလိုမြင်အောင်ကြည့်လိုက်ပါတထေးလူလင်တစ်ယောက်ကယေရှုစီကိုအပြေးလွှားရောက်လာတယ်သူကတကယ်ကိုစိတ်ရင်းမှန်နဲ့တည်ကျင်စိတ်ပြင်းပြနေတာပြီးတော့မိခွန်းကြီးတစ်ခုမေးလိုက်တယ်ထာဝရသက်ဆိုတဲ့အကြီးမားဆုံးစုကိုရောက်ကိုကျွန်တော်ဘလို့ကောင်းမှုမျိုးကိုလုံးဝမလဲတဲ့အဲ့ဒီတော့ယေရှုကသူ့ကိုအဓိကကြတဲ့စီးမြင်တချို့ကိုပြောပြလိုက်တယ်လူမထပ်ဖို့မခိုးဖို့လိမ့်မပြောဖို့မိဘကိုယူတည်ဖို့ပြီးတော့ကိုအိမ်နီးချင်းကိုကိုလိုချစ်ဖို့ပေါ့ဒါဒီကအခြေခံကြတဲ့အချက်တွေပဲလေနော်ဒါပေမဲ့အဲ့ဒီလူငယ်လေးပြန်ဖြေလိုက်တဲ့အဖြေကတော်တော်လေးအံ့ဩဖို့ကောင်းသွားလေသူကဘာပြန်ပြောလဲဆိုတော့ဒီຢာတွေအားလုံးကိုကျွန်တော်ကလေးဘဝကတွေကလိုက်နာပြီးသားပါဆိုတော့ဘာများလိုနေသေးလို့လဲတဲ့သူကသူ့ကိုယ်သူအပြစ်ကင်းစင်တဲ့မတန်းအပြည့်နဲ့လို့တခဲကိုယုံကြည်နေတာအိမ်စာတွေအကုန်လုံးပြီးလို့အမှန်ချစ်တည်ချီပဲရထားတဲ့ចောင်းသားကြီးအောင်လို့ပေါ့ဒါပေမဲ့အဲ့ဒီလိုဖြစ်နေတာတောင်သူ့စိတ်ထဲမှာတခုခုတော့လိုနေသေးတယ်လို့ခံစားနေရတော့ပဲဟုတ်ပြီအခုဆိုရင်အရေးကြီးဆုံးချက်ကိုရောက်လာပြီစီးကနေအားလုံးကိုလိုက်နာယုံနေမှုပြည်စုံမှုဆိုရင်တကယ်တမ်းဘာကလိုအပ်နေတာလဲအဲ့ဒီမှာယေရှုကသူ့ကိုစမ်းသပ်မှုတစ်ခုပေးလိုက်တယ်ဒါပေမဲ့ဒါကစီးကန်းနဲ့ဆိုင်တဲ့စမ်းသပ်မှုမဟုတ်ဘူးနှလုံးသားကိုစမ်းသပ်တာကိုပိုင်ဆိုင်များအားလုံးကိုတွားရောင်းရတဲ့ပိုက်ဆံကိုစင်းရဲသားတွေကိုပေးဝေးလိုက်ပြီးရင်ငါနောက်ကိုလိုက်ခဲ့လို့ပြောလိုက်တယ်ဒီစကားကသူ့နှလုံးသားထဲမှာတကယ်တမ်းပါရှိနေလဲဆိုတာကိုဖော်ပြဖို့ပဲအဓိကကစီကန်းနေအကြောင်းမဟုတ်တော့ဘူးချစ်ချင်းမေတ္တာနဲ့ယုံကြည်မှုအကြောင်းဖြစ်သွားပြီဒီတော့လူငယ်လေးကရွေးချက်မှုကြီးတစ်ခုကိုလုပ်ရတော့မယ့်အခြေအနေရောက်သွားတယ်တစ်ဖက်မှာကသူ့အရင်ကြိုက်တဲ့အရာတွေသူ့ပိုက်ဆံဒီတက်တောင့်တက်တာချီလဲဘဝနောက်တစ်ဖက်မှာကတော့ယေရှုနှုံလိုက်ဖို့ဆိုလိုတာကသူ့ကိုသူဖျားသခင်စီမှာအပြည့်အဝပုံအပ်ဖို့ပေါ့ပြောရမယ်ဆိုရင်သူကယေရှုကိုချစ်ပြီးနောက်တော့လိုက်တာတဲ့သူ့ရဲ့ပစ္စည်းဥစ္စာတွေကိုပို့ချစ်ခဲ့တယ်သူ့အထွတ်တော်အဲ့ဓာတွေကပဲသူ့ရဲ့ဖျားဖြစ်နေခဲ့တာပေါ့ဒီနေရာကတကယ်ကိုအဓိကကြတဲ့အလဲအပြောင်းပဲသူကသူ့ရဲ့စီစဉ်ဥစ္စာတွေကိုပဲရွေးချယ်ပြီးဝါနေစွာနဲ့ထွက်သွားခဲ့တယ်သူကပြင်းညက်တော်တဲ့အားလုံးရဲ့အဓိကအနှစ်သာရဖြစ်တဲ့ဖျားသခင်နဲ့တခြားသူတွေကိုအမှန်တကယ်ချစ်ဖို့ဆိုတဲ့အချက်ကိုလွဲချော်သွားခဲ့တာပဲဒီကြောင့်ရာကယေရှုပြောပြခဲ့တဲ့နောက်တဲ့ဇတ်လန်းတစ်ပုဒ်ကိုသွားပြီးတတိယစီတယ်ကဲဒီအကြောင်းအရာကိုပို့ပြီးရှင်းရှင်းလင်းလင်းထစ်သွားအောင်ယေရှုပြောပြခဲ့တဲ့နောက်ထပ်ဥပမာလေးတစ်ခုကိုကြည့်လိုက်ကြရအောင်ဇတ်လန်းကတော့စပစ်ချန်ပိုင်ရှင်တယောက်အလုတ်သမားတွေငားတဲ့အကြောင်းပါပဲဒီချန်ပိုင်ရှင်ကတနေ့တာလုံးအလုတ်သမားတွေလိုက်ငားတယ်မနေ့စောစောမှတစ်ဖွဲ့ငားလိုက်တယ်ပြီးတော့နေ့လယ်လောက်မှနောက်တစ်ဖွဲ့ထပ်ငားတယ်ညနေဆောင်တော့လဲနောက်ထပ်လူတွေရှာပြီးငားပြန်ရော့အန်အောဆရာကောင်းတာကအလုတ်ချင်းကုန်ဖို့တနိုင်ပေးလိုတော့တဲ့အချိန်မှာနောက်ဆုံးတစ်ဖွဲ့ကိုထပ်ငားလိုက်သေးတယ်ဆိုတော့နေဘူးထဲမှာတနေ့အောင်အလုတ်လုပ်ခဲ့တဲ့သူတွေလည်းရှိတယ်လို့တနိုင်လေးပဲအလုတ်လုပ်လိုက်ရတဲ့သူတွေလည်းရှိနေတာပေါ့အဲ့ဒီနောက်နေကုန်လို့လာစားထုတ်တဲ့အချင်းရောက်လို့ချန်ပိုင်စင်ကလူတိုင်းကိုအတူတူအညီမျှပေးလိုက်တယ်တပယ်နေ့အဲ့ဒါကတနေ့တာအတူလှုပ်အားခအပြည့်ပဲစဉ်းစားကြည့်ပါအောင်ဒီလိုပေးလိုက်တော့ဘယ်လိုဒီဖြစ်ကုန်မလဲတနေ့ကုန်အလုတ်လုပ်တဲ့သူရောတနာရီမဲ့လုပ်တဲ့သူရောအားလုံးကတနေ့စာလောက်ခအပြည့်ကိုအတူတူရသွားကြတာဒီတော့မင်းဆရာမဲခွန်းတကူကပေါ်လာပြီဒါကတကယ်ပဲမျှလိုက်ရလားခမက်လို့ရတဲ့အတိုင်းပဲမနေ့မိုးလင်းကတွေကအလုတ်လုပ်ခဲ့တဲ့အလုတ်သမားတွေကတော့ဒါကိုလုံးဝမတရားဘူးလို့ထင်ကြတာပေါ့ကဲဇလန်ဘလူးဆက်ဖြစ်လဲကြည့်လိုက်ရအောင်ဒီနေရာမှာလုံးဝကိုကွဲပြားခြားနားတဲ့သဘောထားနှစ်ခုကိုတွေ့ရတယ်အဆုံးဆုံးရောက်လာတဲ့အလုတ်သမားတွေကဟေးဒါမတရားဘူးလေငါတို့ကနေဘူးထဲမှာတနေကုန်အလုပ်လုပ်ခဲ့တာလို့ပြောကြတယ်သူတို့ကပိုရထိုက်တယ်လို့ခံစားနေရတာစိတ်ဆိုးပြီးမကြည်မနှက်ဖြစ်နေကြတာပေါ့ဒါမဲ့နောက်ဆုံးမှရောက်လာတဲ့အလုပ်သမားတွေကြတော့သူတို့ကအရင်အန်အော်ပြီးပျော်ရွှင်နေကြတာသူတို့ကတနည်းစာလွန်အားခအပြည့်နဲ့မထိုက်တန်ဘူးဆိုတာကိုသိတယ်လေဒါကြောင့်ချမ်ပိုင်ရှင်ရဲ့ရရောမှုကိုပဲမယုံနဲ့လုံးအောင်ကျေးဇူးတင်နေကြတာချမ်ပိုင်ရှင်ပြန်ပြောလိုက်တဲ့စကားကအရန်အရေးကြီးတယ်သူကဒါငါပိုက်ဆံပဲငါသဘောနဲ့ငါတောင်းခွင့်မရှိဘူးလားငါကရဲရောလို့မီတို့ကမနာလို့ဖြစ်နေတာလားလို့ပြန်မေးလိုက်တာသူရှင်းရှင်းလင်းလင်းပြောချင်တာကဒီဆုလာကသူတို့ဘဏ္ဍာကြီးအလုပ်လုပ်ခဲ့တယ်လေဆိုလဲအပေါ်မှာမူရီယာမဟုတ်ဘူးသူ့ရဲ့ကောင်းမြတ်ခြင်းနဲ့ရဲရောခြင်းအပေါ်မှာပဲလုံးလုံးမူရီတယ်ဆိုတာကိုပြလိုက်တာပါ
ဒါကဆက်လက်နှစ်ခုလုံးကိုချိတ်ဆက်ပေးလိုက်တဲ့အပိုင်းပဲဒီဥပမာကအထီးကပြောချင်တဲ့အချက်ကိုအရန်ကောင်းအောင်ပုံဖော်ပေးသွားတယ်ထထဲလူလင်းရဲ့ဇက်လန်ရောစက်ပစ်ချံအလိုသမားတွေရဲ့ဇက်လန်ရောနှစ်ခုလုံးကတွင်းကြီးတဲ့အမှန်တရားတစ်ခုတည်းကိုပဲညွှန်ပြနေရပါ ဒါကြောင့်အဓိကအချုပ်ပြောရရင်ကောင်းကင်မုံဆိုတာကကျွန်တော်တို့တွေအဖြစ်ကင်းစင်အောင်နေပြီးကြိုးစားရယူရတဲ့လူအားခေတစ်ခုမဟုတ်ပါဘူးဒါဟာချစ်ချင်းမေတ္တာတတ်နဲ့ပေးရဲ့အခမလက်ဆောင်တစ်ခုပါအဲ့ဒီလက်ဆောင်အတွက်တီးတတ်နေမဲ့တစ်ခုရှိတယ်အဲ့ဒါကတော့ကျေးဇူးတော်ပါပဲကိုယ်တိုင်လည်းဘာမှလုပ်မထားရပဲကိုနဲ့လည်းမထိုက်တန်ဘူးလို့သိနေတဲ့အံ့ဩစရာကောင်းတဲ့ဆုကြီးတစ်ခုကိုရလိုက်တာနဲ့တူတူပါပဲ ဂျီဆုလာကကျွန်တော်နဲ့အကျင့်နေကြောင်မဟုတ်ဘူးဂျေဇုတော်ကြောင့်တတ်တတ်ပဲဖြစ်တယ်ဖျားသခင်ကကျွန်တော်တို့လုပ်တဲ့ကောင်းမှုကုသိုလ်စာရင်ရှည်ကြီးထက်နှလုံးသားထဲမှာရှိတဲ့ချစ်ချင်းမေတ္တာနဲ့ယုံကြည်မှုကိုအများကြီးပို့ပြီးစိတ်ဝင်စားတယ်စဉ်းစားကြည့်လေပထမလုံသမားတွေကဆုလာကိုပဲအာယုံဆိုင်နေကြတယ်နောက်ဆုံးလုံသမားတွေကတော့ရက်ရောတဲ့ဘေကန်တို့ကိုပဲအာယုံဆိုင်နေကြတာ ဒီဇလန်တစ်ခုလုံးကကျွန်တော်တို့ကိုပြန်ပြီးစဉ်းစားဖို့မေခွန်းကြီးတစ်ခုခြံထားခဲ့တာမမို့လားတကယ်တမ်းဘာကပို့အရေးကြီးတာလဲကျွန်တော်တို့လုပ်ခဲ့တဲ့အရာတွေရဲ့စာရင်းစရာလားဒါမှမဟုတ်အဲ့ဒီအရာတွေကိုလုပ်နေတဲ့အချိန်မှာနှလုံးသားထဲမှာရှိတဲ့ချစ်ချင်းမေတ္တာလားအဓိကကဘလောက်များများလုပ်နိုင်တယ်လဲဆိုတာထက်ဘလောက်များများချစ်ချင်းမေတ္တာနဲ့လှုပ်ဆောင်တယ်လဲဆိုတာပါပဲ